ကျွန်တော်ပြောချင်တာကတော့เนาะကျွန်တော်အလောက်ကပြန်နိုင်အမြဲတမ်းဒါကိုအလုပ်ထက်မှာဘလောက်ပဲစင်ညစ်ပေါ့เนาะအလောက်ကပြန်လို့ရှိရင်ကျွန်တော်ဖျားချောင်းဆောင်လေးမြင်လိုက်ထားတယ်ကျွန်တော်เนาะစိတ်အေးချမ်းသွားတာဖြစ်ပါတယ်ဒါဒီချောင်းဆောင်လေးပေါ့เนาะဖျားကားလေးကိုလည်းတကယ်ချင်းညှို့ကြည့်လိုက်ပါအမြဲတမ်းမှာအရန်နဲ့မှာတက်ပဲပါတယ်ဒါကိုကအလုပ်ထဲမှာပေါ့လို့ကျွန်တော်တို့အလုပ်ထဲမှာပေါ့เนาะတင်းနေကုန်တင်းနေကန်အလုပ်တွေလုပ်တယ်စိတ်ညစ်စရာတွေအများကြီးကြုံတွေ့เนาะဒါပေမဲ့ကိုခန့်ပြန်ရောက်တဲ့အခါကြာလို့ရှိလို့ရှိရင်ရေမိုးချိုးပြီးတော့ပေါ့เนาะဖခင်ရဲ့ကျောင်းတောင်ရဲ့ဝေယဝိစာလေးပေါ့เนาะလောလိုက်လို့ရှိလို့ရှိရင်ကိုပြုစုလုပ်လိုက်လို့ရှိလို့ရှိရင်ပေါ့เนาะစိတ်တွေအလိုလိုစတင်လာမှဖြစ်ပါတယ်ဒါကြောင့်ငယ်ချင်းတို့တက်ပေါ့เนาะကိုခမ်းမှာကိုအိမ်မှာဖះကျောင်းဆောင်လေးရှိတဲ့အခါကျလို့ရှိရင်ကိုမအလုပ်ထက်မှာဘလောက်ပဲစိတ်ငြိမ်ရေမိုးချိုးပြီးတော့ရင်တောက်ရဆိုတော့လဲတရားရှိရလေးလဲပေါ့နော်ပန်းနေဆိုရင်လည်းကတ်စရာရှိရကတ်ကျွန်တော်ဆိုလို့ရှိရင်ပန်းကျွန်တော်ဖះပန်းဆိုလို့ရှိရင်ကျွန်တော်နေ့တိုင်းပေါ့နော်ကြီးပေါ့တောက်ရဖះပန်းဆိုလို့ရှိရင်နေ့တိုင်းရေးလဲပေးတယ်အမြဲတမ်းပေါ့နော်ဘာလို့ဆိုလို့ကျွန်တော်တို့ဒီတောက်တော်ရီဦးတဲ့ဖះပန်းဦးတဲ့ဟာလေတကယ်ပန်းနေရလေမလဲပေးဘူးဆိုလို့ရှိရင်တော့ကျွန်တော်အရန်နဲ့မှသူကနေတဲ့တဟပူပြင်းတဲ့အခါကျလို့ရှိလို့ရှိရင်ကျွန်တော်အနံ့နေတယ်ပေါ့နော်ဒါကြောင့်ပန်းဦးတဲ့ဖေးတဲ့အခါကျလို့ရှိရင်လည်းစပြလေးနဲ့ဆေးပြီးလို့ရှိလို့ရှိရင်ပန်းတွေကိုလည်းနောနေဟာလေးတွေချွေရရှိရလေးတွေချွေပေးပေါ့နော်ချွေပြီးလို့ရှိလို့ရှိရင်ပန်းကိုနေတိုင်းရေးလဲပေးတဲ့အခါကျလို့ရှိရင်ကိုလည်းအမြဲတမ်းကုသိုလ်ရတယ်ပေါ့နော်ကျွန်တော်တို့ဆရာတော်တွေခေါ်သလိုပဲပတ်စံတွေအများကြီးလူမှာကုသိုလ်ရတာမဟုတ်ဒါကျွန်တော်အခန်းမှာဆိုလေအမြဲတမ်းရရှိတဲ့ကုသိုလ်ပေါ့နော်ဒါဆိုကျွန်တော်ဆိုလို့ရှိရင်နေ့တိုင်းပေါ့နော်ကျွန်တော်ရေချိုးကျွန်တော်အလုပ်ကပြန်လာပြီဆိုကျွန်တော်ခဏတစ်ဖြုတ်နာပြီးတော့ကျွန်တော်ရေချိုးပြီးတဲ့အခါကျလို့ရှိလို့ရှိရင်ဒါဖျက်ကြောင်းတော့ရဲ့ဝေယဝစာတွေလို့ပေါ့နော်အမြဲတမ်းဒါကျွန်တော်ဆိုလို့ရှိရင်နေ့တိုင်းပန်းနေတဲ့ရေလဲပေးတယ်တောက်တော့ရေခွက်ကြလို့ရှိလို့ရှိရင်လည်းเนาะဒီလိုအဖုံးလေးထားတဲ့အခါကျလို့ရှိရင်တော့ပိုးပြီးတော့ကောင်းတာပေါ့နော်ဘာလို့လဲဆိုကျွန်တော်တို့မျက်နှာချက်ကအမုံတွေဘာတွေမကြတော့ဘူးပေါ့နော်ဒါကြောင့်ဒါတော့ကျွန်တော်ရေခဲကြီးကတ်ထားတာဆိုတော့ပေါ့နော်နောက်ကြည့်ပုံစံလေးမြင်နေတာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါတော့ကျွန်တော်တို့ဖျားကြောင်းဆောင်မှာအများဆုံးအဖြစ်မရှိမဖြစ်ပေါ့နော်ကျွန်တော်ဒီမှာဆိုလို့ရှိရင်ထိုင်းမှာတော်တော်များများတုံးပါတယ်ဒါဆိုလို့ရှိရင်နတ်တပြူရေမွေးနန်းတာဖြစ်ပါတယ်ကျောင်းဆောင်ဖြန့်ထားတဲ့အခါကျလို့ရှိလို့ရှိရင်เนาะကျောင်းဆောင်လည်းအနံလေးကလည်းမှုေးနေပါเนาะအဲကြောင့်တော့အနံလေးကလည်းမှုေးနေတဲ့အခါကျလို့ရှိရင်လည်းကိုယ်စိတ်ကလည်းပို့ပြီးတော့ကြည်လင်းတာပေါ့เนาะကဘာဒါတော့ကျွန်တော်ရွာအကြောင်းဆရာတော်ဟိုအရင်တော့ကပေါ့เนาะမပုံမတူဆရာတော်ကြီးဖြစ်ပါတယ်ဒါပုံတော်ဖြစ်ပါတယ်ဒါတော့ကျွန်တော်ဆရာသမားဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါတော့ကျွန်တော်ပေါ့เนาะကိုယ်တော်တော့ကျွန်တော်မိဘကြီးဖြစ်ပါတယ်ခင်ဗျဒါတော့ဒါကြောင်းတော်ရဲ့အောက်မှာပေါ့နော်ကျွန်တော်ဓာတ်ပုံလေးတွေချိတ်ထားတာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ပါဟုတ်ပါတကယ်ချင်းလို့လည်းเนาะဒီလိုဖျားကားလေးဝယ်ပြီးပူစော်ကြည့်ပါခင်ဗျအရန်ထဲမှာစေအေးချမ်းတာပေါ့နော်ကြည့်လိုက်လို့ရှိရင်ရန်ထဲမှာလည်းရန်ထဲမှာတက်ပဲပါတယ်ဟုတ်ကဲ့ပါเนาะဒီတော့တကယ်ချင်းလေးဖူလို့ရအောင်ကျွန်တော်နေတင်ပေးတာပါခင်ဗျเนาะမျှဝေပေးတာပါ